ရဖျားတီထောင်တော်မူတဲ့သာသနာတော်ကိုလာရောက်ပြီးတော့လူဒန်းခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေဟာဘုံကံကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒါကြောင့်ဘုံကံကြီးသူများဆိုတဲ့တရားတော်ကိုဟောကြားနိုင်ရခြင်းသည်ဘုံကံကြီးတော်မူတဲ့အလုံးစုံသိတော်မူတဲ့တပ္ပညုတဉာဏ်ရှင်မြတ်စွာဘုရားရှင်ရဲ့ကျေးဇူးတော်တွေကြောင့်ပဲဖြစ်တဲ့အတွက်ဒီတရားတော်ကိုမဟောကြမနာကြမီတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဒေသကတွတ်တင်မြတ်စွာဘုရားရှင်ကိုလက်စေပြထိတ်မှမိုးပြီးတော့ယိုသေးစွာရှိခိုးကြောလိုက်ကြစို့ဘုဒ္ဓဘောဓာယဒေတိတိတံတောယောဓမ္မထာယသာဓမ္မထာယတံတောဓမ္မံတိနောဝါတရဏာယသာနိဗ္ဗုတောနိဗ္ဗာနထာယတံလောကတရဏံနမိလောကတရဏောလောကသုံးပါးဤကိုးစားရာတဆူဖြစ်တော်မူသောယောနာကိုဗုဒ္ဓနာဂမိရောယတိအစိန်တေအတုထာထုခြင်းမြတ်စွာဘုရားသည်ဘုဒ္ဓသစ္စာလေးကိုရောတိုင်းထိုးထွင်းသိမြင်တော်မူ၏ဖြစ်၍ဘောဓာယစာကျွတ်ထိုက်တာသူဘိုလ်လူတို့ကိုတူထင်လင်းသိကြပါစေခြင်းကျိုးငါ၎င်းတန်တော်ကိုရောကပင်ယင်ကြည်တော်မူ၏ဖြစ်၍ဓမ္မထာယစာကျွတ်ထိုက်တာသူဘိုလ်လူတို့ကိုတူမဲ့ယင်ကြည်ကြစေခြင်းငါ၎င်းတန်တော်ကိုယ်တိုင်ကပင်ကိလေသာဥပုခတ်သိငြိမ်တော်မူ၏ဖြစ်၍ဓမ္မထာယစာကျွတ်ထိုက်တာသူဘိုလ်လူတို့ကိုတူမဲ့ယင်ကိလေသာပူငြိမ်ကြပါစေခြင်းငါ၎င်းဒိနောဝါတန္တယာနဝံကရကြံကိုကုသံထုတ်ချောက်ကိုရောတိုင်းရောက်ပြီးဖြစ်၍သာလျင်ဒရဏာယသာကိုရောထတုချွတ်ထိုက်သူတို့နေဘူးတာဝံမှာပဲကံတို့ကုသံထုတ်ချောက်ရောက်ကြပါစေခြင်းချိုးငါ၎င်းနေဘူးတော်ကိလေသာပြိဋိဘံဝင်ဆံယုတ်သိကိုရောတိုင်းအေးငြိမ်တော်မူပြီးဖြစ်၍နိဗ္ဗာနထာယသာကိုရောထတုဝေနေလူတို့ကုခတ်သိငြိမ်ကြပါစေခြင်းချိုးငါ၎င်းဓမ္မနေစဉ်လေးနဓမ္မစကုဒေတိတိကရုဏာရှိထာမေတ္တာဖြင့်ဟောကြားတော်မူခဲ့ပါသည်လောကတရဏံလောကသုံးပါးဤကိုးစားရာတဆူဖြစ်တော်မူသောတဏ္ဍာကဗုဒ္ဓနာဂမိရောယတိအစိန်တေအတုထာထုမြတ်စွာဘုရားကိုနမေနမာမိကိုနှုတ်နှလုံးသုံးစုံပြောင်းပြောမံကိုလျှော့၍ကတော်မြတ်နိုးလက်စုံမိုး၍ရှိခိုးညှို့ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားသာသနံပုညဝန္တတပုညဝန္တာဝလပရိနပပုညကရဟစီပကနိတုမဝိတယပုညဝန္တတပုံကံကြီးမားတဲ့မြတ်ဖျားဤသာသနံသာသနာတော်ကိုပုညဝန္တာဝဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်များတို့သည်သာလျှင်ဘဂဏီတုံပစ္စယဓမ္မနထာနာဖြင့်လောင်ငါကုံလုံးပြည့်စုံအောင်ချီးမြှောက်ခြင်းငါလဘရိလဗန္တိရရှိနိုင်ကြလေကုန်၏အပပုညဘုံကံပါရှားတဲ့ပုဂ္ဂိုလ်တို့မြည်သည်ကဘဂဏီတုံပစ္စယဓမ္မနထာနာဖြင့်လောင်ငါကုံလုံးပြည့်စုံအောင်ချီးမြှောက်ခြင်းငါအဝိတယသူတို့၏အရာမဟုတ်တဲ့အတွက်ကြောင့်ကရဟစီတရားတဆင့်များ
နာလပရိလပန်တိမယရှိနိုင်ကြတဲ့ရဲ့လို့ဘောရနာရှိเสียဟောင်းတို့သည်အာဟုကထင်တီကောင်းစွာမသွေမိတ်ဆိုတော်မူကြလေကုန်တည်းဘုံညာဝန်တတ္တဘုံကံကြီးမားတဲ့မြတ်ဖျားဤသာသနံသာသနာတော်ကိုဘုံညာဝန်တာဝဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်များတို့သည်သာလျင်ဘဂဏီတုံပစ္စယဓမ္မနထာနာဖြင့်လောင်ငါကုံလုံးပြည့်စုံအောင်ချီးမြှောက်ခြင်းငါလဘရီလဘန်တရားရှိနိုင်ကြလေကုန်၏ဘုံကံကြီးမားတဲ့မြတ်ဖျားတည်ထောင်တော်မူတဲ့သာသနာတော်ကိုဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်တို့သည်သာလျင်မိခိုခွင့်စီကပ်ခွင့်လဲလျောင်းခွင့်ထောက်ပံ့ခွင့်ရကြတယ်အဘဘုံညာဘုံကံပါရှားတဲ့ပုဂ္ဂိုလ်တို့မိသည်ကဘဂဏီတုံပစ္စယဓမ္မနထာနာဖြင့်လောင်ငါကုံလုံးပြည့်စုံအောင်ချီးမြှောက်ခြင်းငါအဝိတရားသူတို့၏အရာမဟုတ်တဲ့အတွက်ကြောင့်ကရဟစီတရားတသိမြာနာလပရိလဘန်တိမယရှိနိုင်ကြတဲ့ရဲ့လို့ဘောရနာရှိเสียဟောင်းတို့သည်အာဟုကထင်တီကောင်းစွာမသွေမိတ်ဆိုတော်မူကြလေကုန်တည်းဘုံကံကြီးပါတဲ့မြတ်ဖျားတည်ထောင်တော်မူတဲ့သာသနာတော်ကိုဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်တွေပဲမိခိုခွင့်စီကပ်ခွင့်လဲလျောင်းခွင့်ထောက်ပံ့ခွင့်ရကြတယ်ဘုံကံကြီးမားတဲ့မြတ်ဖျားတည်ထောင်တော်မူတဲ့သာသနာတော်ကိုဘုံကံသားရှားတဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့အရာမဟုတ်တဲ့အတွက်ကြောင့်မိခိုခွင့်စီကပ်ခွင့်လဲလျောင်းခွင့်ထောက်ပံ့ခွင့်ရကြလားမရကြဘူးမရကြဘူးတရားနာပိတ္တတွေမြတ်စွာဘုရားရှင်ကဲ့သို့သောအလုံးစုံသိတော်မူတဲ့ဘုံကံကြီးတဲ့မြတ်စွာဘုရားရှင်ဒီထောင်တော်မူတဲ့သာသနာတော်ထွန်းလင်းထင်ရှားနေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒီသာသနာကြီးထွန်းလင်းထင်ရှားနေတယ်လို့ဆိုရပေမဲ့ဒီသာသနာကိုတက်ဝင်ကြီးညိုခွင့်ရတဲ့တိုင်းပြည်တွေတိုင်းနိုင်ငံတွေများသလားနေသလားနေတယ်လောကမှာလူမိုက်များသလားပညာရှိများသလားအေးတရားနာပိတ္တတွေတရားနာပိတ္တတွေမြတ်စွာဘုရားရှင်ကဉာဏ်ပညာရှိသူသာဖြစ်ပါစေအဖေတရားဟောမင်းကြောင်းကျိုးမြင်သိတဲ့ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်သာဖြစ်ပါစေဒီအကြောင်းအကျိုးနဲ့ပြည့်စုံတဲ့မြတ်ဗုဒ္ဓရဲ့ဓမ္မဒေသနာတော်တွေကိုမမြတ်နိုးတဲ့ပုဂ္ဂိုလ်မနှစ်သက်တဲ့ပုဂ္ဂိုလ်ဆိုတာတရားမှမရှိဘူးဘယ်သူဖြစ်ရမလဲပညာရှိတော့ဖြစ်ဖို့လိုတယ်ဒါဆိုရင်ဒီသာသနာတော်ကြီးကမ္ဘာတိုင်းပြည်တွေမှာများကြီးညိုနိုင်ခွင့်မရကြတာဟာလူမိုက်များလို့လားပညာရှိများလို့လားဒါဆိုရင်ဒီသာသနာတော်ကိုဘယ်သူတွေပဲမိခိုခွင့်စီကပ်ခွင့်လဲလျောင်းခွင့်ရကြလေပညာရှိတွေပဲရကြတယ်မပြောလဲသိပါပြီနော်ဉာဏ်နဲ့ပြည့်သက်တွေဟာလူမိုက်တွေလားပညာရှိတွေလားပညာရှိကနေမမိုက်သွားနဲ့နော်ဒီဒါလေးတော့အရေးကြီးတယ်ဟုတ်ပြီနော်ပညာရှိဘဝကနေမိုက်သွားတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိတယ်ဘယ်သူကြောင့်မိုက်သွားတာလဲကိလေသာကြောင့်မိုက်သွားတာဟုတ်ပြီနော်ကိလေသာအလိုမလိုက်ကြနဲ့ကိလေသာအလိုလိုက်ရင်လူမိုက်ဖြစ်တတ်တယ်ဟုတ်ပြီနော်လူမိုက်ဖြစ်တတ်တယ်ကိလေသာအလိုမလိုက်ပဲနဲ့ဉာဏ်ပညာရဲ့ဦးစီးမှုအောက်မှာနေထိုင်တတ်ပါမှဉာဏ်ပညာဆိုတာဟာအကြောင်းအကျိုးကိုအမြဲတမ်းချင့်ချိန်တဲ့
ညာပဲကျောင်းကျိုးအမြဲတမ်းဆင်ခြင်ပြီးတော့ဆောင်ရွက်တဲ့အလုပ်မှန်သမျှအကျိုးမရှိဘူးလားရှိတယ်ဟုတ်ပြီဒါကြောင့်မို့တရားနာပိသက်တွေဘုံကံကြီးတဲ့မြတ်ဖျားတည်ထောင်တော်မူတဲ့သာသနာတော်မှာဒါနမှုတွေထပ်ခါပြုခွင့်ရကြတယ်ဒါနပြုတိုင်းသီလစောင့်တည်ခွင့်ရကြတယ်ဒီပြင်ကိုပဲဘာဝနာလုပ်ငန်းရပ်တွေကိုလည်းပဲဆောင်ရွက်ခွင့်ဆိုတဲ့အခွင့်အလမ်းကြီးမရှိဘူးလားရှိတယ်ဒါနကုသိုလ်ကောင်းမှုဒီနေ့လာပြုကြတယ်နော်ဒီနေ့ပြုတဲ့ကုသိုလ်ကောင်းမှုသည်တခြားသောနေ့တွေနဲ့တော့မတူဘူးဒီနေ့ဘာကုသိုလ်လာပြုကြတာလေကထိန်သင်္ကန်းလာပြီးလူတန်းကြတယ်ကထိန်သင်္ကန်းဆိုတာဟာနှစ်စဉ်ကြာရောက်လာတဲ့နှစ်ပတ်လေအလှူဒါနပွဲလို့မဆိုထိုက်ဘူးလားဆိုထိုက်တယ်ကထိန်သင်္ကန်းလူတန်းမှုဖြစ်ပေါ်လာခြင်းကိုတနှစ်တာကာလရဲ့ဝါဆိုမှုကုံဆုံးပြီးတော့ဝါကျွတ်တဲ့ကာလလို့အမှန်အသားပြုနေတာနဲ့လည်းမတူဘူးလားတူတယ်တရားနာပိသက်တွေမိမိတို့ကထိန်သင်္ကန်းလာလှူကြတော့